အားလုံးပဲမင်္ဂလာပါမင်းစင်တို့တွေဗီဒီယိုရိုက်တဲ့အခါမှာဆိုလို့ရှိရင် eye contact ဆိုတဲ့အရာကလည်းအရန်ကိုအရေးကြီးပါတယ်မင်းစင်တို့ရဲ့မျက်လုံးဒီကင်မရာကိုတက်တက်ကြည့်ပေးဖို့ဟာအရန်ကိုလိုအပ်ပါတယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကိုယ့်ရဲ့ဒီမျက်လုံးကကင်မရာတက်တက်ကိုမကြည့်နေဘူးဆိုလို့ရှိရင်ကိုယ်စကားပြောတဲ့အရာကကြည့်တဲ့သူတွေအနေနဲ့ကလည်းဘယ်သူကိုပြောလို့ပြောနေမှန်းမသိဘူးဆိုတော့ခံစားချက်မျိုးကိုသွားပြီးဖြစ်စေပါတယ်ဘာကြောင့်မင်းစင်ဒီလိုပြောလဲဆိုလို့ရှိရင်မင်းစင်တစ်ခါတော့ကစမ်းခဲ့ပူတယ်ပေါ့နော်ဒီလိုမျိုးအလျားလိုက်ထောင်ပြီးရိုက်တာပဲဖြစ်ဒေါင်းလိုက်ထောင်ပြီးရိုက်တာပဲဖြစ်မင်းစင်ကင်မရာကိုမကြည့်ဘဲနဲ့ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုကကင်မရာကိုကြည့်နေတယ်ဆိုပြီးတော့မှဗီဒီယိုကိုရိုက်လိုက်ပေမဲ့မကြည့်တဲ့ပုံစံလိုမျိုးဖြစ်တယ်အဲ့ဒီဟာကိုကနောက်ထပ်တစ်ခါဗီဒီယိုကိုထပ်ရိုက်ထားမျိုးမရှိတော့ဘဲနဲ့အဲ့ဗီဒီယိုကိုမင်းစင်ကောက်ပြီးတင်လိုက်တယ်ပေါ့နော်တင်လိုက်တဲ့ခါမှာဆိုလို့ရှိရင်အဲ့ဒီဗီဒီယိုကိုပြန်ပြီးကြည့်ရတဲ့ခံစားချက်ကဘယ်လိုဖြစ်စေလဲဆိုတော့ကိုကြည့်ပြီးပြောနေတယ်ဆိုတဲ့ခံစားချက်မျိုးကိုမတူတော့ဘဲနဲ့ဘေးကိုကြည့်ပြီးတော့မှပြောနေတဲ့ခံစားချက်မျိုးကိုတွားပြီးတော့မှရရှိစေရဲပေါ့နော်ဒါကြောင့်မလို့ဗီဒီယိုရိုက်တဲ့အခါမှာကိုယ့်ရဲ့မျက်လုံးဟာကင်မရာကိုတက်တက်ကြည့်ဖို့ဆိုတာလည်းအရင်ကိုအရေးကြီးပါတယ်ဒါမှပဲကြည့်ရှုတဲ့သူတွေအနေနဲ့ကိုယ့်ရဲ့ဗီဒီယိုကိုကြည့်ရတဲ့အခါမှာကိုယ့်ရဲ့ပြောတဲ့အကြောင်းအရာနဲ့တိုက်ဆိုင်သွားတဲ့သူရှိရဆိုလို့ရှိရင်ဒါငါ့ကိုပြောပြနေပါလားဒါငါ့အကြောင်းနဲ့တူပါလားဒါတော့ဒီလိုမျိုးပါလားဆိုတော့တယောက်ကိုတယောက်တငယ်ချင်းကိုစကားပြောတဲ့ပုံစံလိုမျိုးတွားပြီးဖြစ်စီရပေါ့နော်အဲ့တော့ကင်မရာကိုတက်တက်ကြည့်ဖို့အတွက်ဆိုလို့ရှိရင်မင်းစင်တို့တွေကဗီဒီယိုရိုက်ပြီးသွားတယ်ကိုယ့်ရဲ့ဗီဒီယိုကိုပြန်ပြီးတော့စစ်ပါအစင်မပြေသေးဘူးဆိုလို့ရှိရင်နောက်တစ်ခါဗီဒီယိုထပ်ရိုက်ပါဘာကြောင့်လဲဆိုရင်ဒီခါလေးမင်းစင်တို့တွေဗီဒီယိုရိုက်ပြီးသွားပြီဆိုရှင်ပြီးသွားပြီဆိုပြီးတော့မှနောက်ထပ်တစ်ပုတ်တွေထပ်ပြီးတော့မှရိုက်တယ်ဗီဒီယိုတိဖြတ်တော့မယ်ဆိုတဲ့အခါကြလို့ရှိရင်အဲ့ဗီဒီယိုကအစင်မပြေမှန်းသိရတဲ့အခါမှာဆိုရင်နောက်ထပ်ပြန်ပြီးတော့မှဗီဒီယိုကိုပြန်ရိုက်ချင်တဲ့စိတ်ဆိုတာမဖြစ်တော့ဘူးပေါ့နော်ဒါကြောင့်ဗီဒီယိုတစ်ပုတ်ကိုရိုက်ပြီးသွားလိုက်ကိုယ့်ဗီဒီယိုပြန်ပြီးစစ်ပါကိုယ့်ရဲ့ဒီမျက်လုံးဒီကင်မရာကိုတက်တက်ကြည့်နေလားအစင်ပြေနေရဲ့လားအလေးမောင်နေဘလို့ရှိနေလဲဆိုတာကိုတိတိကျကျလေးပြန်ပြီးတော့မှစစ်ကြည့်ပေးပါလို့ဒီဗီဒီယိုကနေပြီးတော့မှမျှဝေပေးချင်ပါတယ်ဖုန်းနဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေကိုဘယ်လိုမျိုးအလွယ်တကူဖန်တီးလို့ရမလဲဆိုတာကိုမျှဝေပေးနေတဲ့မီစင်ပဲဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်